ကျွန်တော်ရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါပထမဦးဆုံးမင်္ဂလာပါလို့ကျွန်တော်ပြောပါရစေအဲ့တော့ကျွန်တော်တို့မတွေ့တာလည်းနည်းနည်းလေးကြာသွားတယ်ပေါ့နော်ကျွန်တော်လည်းမအားတာနဲ့ဗီဒီယိုတွေလည်းမတင်ပြဘူးနောက်ပြီးတော့အကောင့်လည်းကြာနေရတယ်ပေါ့နော်ကျွန်တော်နည်းနည်းလေးစိတ်လေးသွားလို့မို့လို့ခဏနားနေတာကျွန်တော်အားနဲ့ပြန်လာပါပြီအားနဲ့မန်းနဲ့ပေါ့နော်အဲ့တော့ဒီနေ့3နာရီခွဲမှာကစားမဲ့ Elite ပေါ့နော် Western City နဲ့ Auckland ပေါ့နော် Auckland FC အဲ့တော့ဒီနေ့ဒီ Elite ကဒီနေ့ဆိုရင် round 9ပိုးပွဲမြောက်ပါနော်အဲ့တော့ဖွင့်လှစ်မှုအရာကကျွန်တော်တို့ဒီနေ့မှာတဲ့ပဲဖွင့်လှစ်ထားပါတယ်အဲ့တော့တဲ့ကကျွန်တော်တို့ဖွင့်လှစ်မှုကပြဿနာမဟုတ်ပါဘူးပြဿနာကကျွန်တော်တို့ဒီတဲ့ဟိုမှာပြန်ထောက်ထားတဲ့ GB က3လုံးဆိုရင်50ပေါင်းဆိုပြီးတော့ဖွင့်ထားပါတယ်အဲ့တော့ဒီဟာကကျွန်တော်တိတ်ပြီးတော့ပွဲမကြောက်ဘူးပေါ့နော်Elite ကကျွန်တော်အခုလက်ရှိဘာလို့ကျွန်တော် Elite ဆိုရင်ရွေးနေရလဲဆိုရင်ကျွန်တော်ရဲ့ဖွင့်လှစ်မှု theory အရ Elite ကမိနေတယ်ပေါ့နော်အခုဒီ3လောက်ကနေစပြီးတော့3 4 5 6 7တောက်လျှောက်ကိုမိနေတယ်ကျွန်တော်တောက်လျှောက်တင်နိုင်လဲကျွန်တော် Elite မှာအပေါင်းပြနေရပေါ့နော်အဲ့တော့ခါကျတော့ပြောရရင်တော့ဒီဖွင့်လှစ်မှုကရတန်အရ theory အရဆိုရင်တော့ကျွန်တော်တို့1-1ပေါ့နော်ဒါပါပဲဒါမိုင်းကုန်ပါပဲအဲ့ဒါတကယ်ဖြစ်နိုင်ခြေရှိလားဆိုတော့ကြည့်တော့လေကျွန်တော်တို့ဒီ Western Sydney ကအိမ်ဝဲမှာတော်တော်လေးကောင်းမွန်တယ်လို့တွေ့ရတယ်အိမ်ဝဲမှာပေါ့နော်အိမ်ဝဲမှာတော်တော်လေးစွမ်းဆောင်ရည်ကောင်းမွန်တယ်နောက်ပြီးတော့ဒီ Auckland ကလည်းကျွန်တော်တို့အဝေးမှာဆိုရင်နည်းနည်းလေးခက်ခဲရတယ်ပေါ့နော်အိမ်ဝဲစွမ်းဆောင်ရည်ကောင်းတဲ့အသင်းနဲ့တွေ့တဲ့အချိန်မှာအဲ့တော့ဒီနေ့ဖွင့်လှစ်မှုဒီ deck ကနေထားတာပေါ့နော်နေထားကိုကြည့်မယ်ဆိုရင်နည်းနည်းလေးကျွန်တော်တို့မှန်ကန်မှုရှိတယ်ဒီ Auckland FC အနေနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီနေ့မှာဒီနှစ်သင်းอ่ะပေါ့နော်ကျွန်တော်တို့ဂျားထဲမှာပြား90 60 80လောက်ပဲကွာတာဖြစ်တယ်အဲ့တော့ခါကျဒီလိုမျိုးအတိုင်းအတာမှာဒီနေ့အဝေးကွင်းဖြစ်တာမလို့ဒီဖွင့်လှစ်မှုတန်းမြင့်တဲ့ Auckland FC ကအဝေးကွင်းဖြစ်တာမလို့ဒီ Devil ပေးတယ်ဆိုတော့ကျွန်တော်တို့ဒါကနည်းနည်းလေးသူကမြင်မားတယ်လို့တော့ပြောလို့ရပါဘောเนาะအားကြောင့်မလို့ကျွန်တော်ဒီနေ့မှာဒီပွဲကို flow စီးတန်းရလဲ theory ဝင်နေတာမလို့1-1 C1 တစ်ခုခုပဲလာမှာပါဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီပွဲကို6အောက်လေးကိုရွေးချယ်ပေးကြပါတယ်အဲ့တော့ Auckland FC ကိုနေခြင်းနဲ့ကစားခြင်းနဲ့ဆိုရင်လည်းကစားနိုင်ပါတယ်6အောက်ကိုတော့ကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ Elite မှာကျွန်တော်ရဲ့ rhythm flow theory မိနေတဲ့အချိန်ဖြစ်တာမို့လို့ကျွန်တော်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့ဒီလိုပွဲတွေကိုတော့တင်တာနဲ့အနီးကပ်သိရဖို့ဆိုရင်တော့ comment မှာပေါ့နော် comment မှာကျွန်တော်မှာ channel လေး link ချပေးထားပါမယ်အဲ့တော့ channel ကိုဝင်လာခဲ့ပါအားလုံးပဲကျွန်တော်တို့ညမှာပဲပြန်လည်ဆုံတွေ့ကြပါမယ်ဒီနေ့ညစနေအတွက်တုတ်ချကြတာပေါ့နော်